မင်္ဂလာပါရှင်ဘုဖြူပါဘုဖြူကတော့လက်ရှိမှာဆိုရင်ကမ္ဘာရွှေနဲ့ forestry လုပ်ငန်းအကြောင်းတွေကိုအခြေခံနေစပြီးတော့မှတင်နန်းပို့ချပေးနေသူတယောက်ဖြစ်ပါတယ်ကမ္ဘာရွှေကိုလေ့လာခြင်းတဲ့သူတွေနဲ့ကတော့ဘုဖြူစီမှာတင်နန်းတက်ရောက်လို့ရတယ်လို့ treaty ကောင်းဖွင့်တင်နေတဲ့သူတွေအနေနဲ့လည်း treaty ကောင်းတွေလာရောက်ပြီးတော့မှဖွင့်နိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကတော့နောက်တစ်ပတ်မှာကမ္ဘာရွှေရောက်ဝယ်လုပ်ငန်းတွေအတွက်အဓိကစောင့်ကြည့်ရမယ့်ဇာတ်စုံတွေကို analysis လုပ်ပေးသွားမှာဖြစ်ပါတယ်မနေ့ပြန်ဆိုရင်ကမ္ဘာရွှေဈေးကွက်ကတပတ်တာရောတလတာရောဈေးပြန်ဖွင့်မဲ့နေလေးဖြစ်ပါတယ်ဆိုတော့တလတာအနေနဲ့ဒါဈေးစားဖွင့်မဲ့နေလေးဖြစ်တာကြောင့်မို့မနေ့ပြန်မှာကမ္ဘာရွှေဈေးအနေနဲ့ဒါဈေးလောက်ခတ်တွေများနေတာဖြစ်တဲ့အတွက်မနေ့ပြန်ကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းတွေအနေနဲ့တစ်ချက်သေးလေးထားပြီးတော့မှအဝယ်ရန်ပြုလုပ်စေချင်ပါတယ်ဆိုတော့ဈေးကွက် analysis မလုပ်ခင်မှာဘုဖြူအနေနဲ့ဒီ9လပိုင်းတလစာထွေခဲ့တဲ့ထွေဟစ်စုလေးကိုချက်ပြပြပေးချင်ပါတယ်ဒီ9လပိုင်းကတော့ဘုဖြူကိုယ်တိုင်ထွေဖြစ်ခဲ့တဲ့လာလေးပေါ့နော်2026ခုနှစ်မှာဆိုဘုဖြူကတလပိုင်းနဲ့9လပိုင်း2လပဲထွေဖြစ်ပါသေးတယ်ကျန်တဲ့2လပိုင်း3လပိုင်း4လပိုင်းကာလတွေတုန်းကတင်တန်းတွေကိုပဲအဓိကဦးစားပေးနေတာဖြစ်တဲ့အတွက်ကိုယ်တိုင်မထွေဖြစ်ဘူးပေါ့နော်ဆိုတော့ဒီ9လပိုင်းထွေဟစ်စုလေးကိုပြပြရမယ်ဆိုရင်ဘုဖြူက deposit ဒေါ်လာ200နဲ့ထွေခဲ့တယ်ဒီတလတာအတွင်းပေါ့နော် profit အနေနဲ့ဒေါ်လာ300ကိုပြန်ပြီးတော့မှဟိုတော့ထုတ်နိုင်ခဲ့ပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တလအတွင်း deposit ကို profit ကိုပြန်ပြီးတော့မှထုတ်ယူနိုင်ခဲ့ပါတယ်ဒီလိုမျိုးကမ္ဘာရွှေဈေးကွက်ကနေပြီးတော့မှအကျိုးမြတ်တွေရှာယူခြင်းနဲ့ဆိုရင်တော့ဘုဖြူစီမှာအခြေခံနေစပြီးတော့မှစနစ်တကျလေ့လာနိုင်ပါတယ်ရှင်ကွက်သဘောတရားကိုတခြားလေးနားလည်ပြီးမှကိုယ်တိုင် live ပြီးတော့မှထွေးလုပ်စေချင်ပါတယ်ဆိုတော့ဘုဖြူတို့ရဲ့ VIP signal နဲ့အတူ live ပြီးတော့မှထွေးချင်တဲ့သူတွေနဲ့ကတော့ထွေးတီကောင်းတွေလာရောက်ပြီးတော့မှဖွင့်နိုင်ပါတယ်ဈေးကွက်ကြောင်းကိုအခြေခံမသိသေးတဲ့သူတွေနဲ့ကတော့အရင်ဆုံးတင်တန်းတက်ရောက်ပြီးတော့မှလေ့လာစေချင်ပါတယ်ရှင်ဆိုတော့ကမ္ဘာရွှေနဲ့ပတ်သက်ပြီးတော့မှတင်တန်းတက်ဆိုလို့ပဲဖြစ်ဖြစ်ထွေးတီကောင်းဖွင့်ချင်လို့ပဲဖြစ်ဖြစ် Messenger ဒါမှမဟုတ် Viber Telegram ဆက်သွယ်ပြီးတော့မှအသေးစိတ်စုံစမ်းမြင်နိုင်ပါတယ်ဒါဆိုဈေးကွက် analysis လေးကိုတစ်ချက်ကြည့်ကြည့်လိုက်ရအောင်နော်ကမ္ဘာရွှေဈေးကတော့ဒီတစ်ပတ်မှာ441စီးတက်မှာဈေးပိတ်သွားခဲ့ပါတယ်ရှင်ကမ္ဘာရွှေဈေးကပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာဒါ site way စုံထဲမှာပဲအတက်ကျသွားနေတဲ့4550နဲ့4580စုံကြားထဲမှာပဲအတက်ကျသွားခဲ့တယ်ဒါပြီးခဲ့တဲ့တစ်ပတ်ကဆိုလဲဈေးအတက်ကျကျန်းခဲ့တယ်လို့ထင်ရပေမဲ့market ကိုခြုံငုံပြီးတော့မှကြည့်ရမယ်ဆိုရင်ဒီ rate နဲ့မှာပဲဘယ်ဘက်ကမှမဖောက်ဖက်နဲ့အတက်ကျသွားခဲ့တာဖြစ်ပါတယ်ဆိုတော့လာမယ့်တစ်ပတ်မှာကမ္ဘာရွှေဈေးကွက်အနေနဲ့အတက်ကျသွားနိုင်မှုရအတွက်ဒီစုံတွေကနေပြီးတော့မှတစ်ဖက်ဘက်ကိုဖောက်ထွက်ဖို့လိုတယ်ဆိုတော့ resistance level တွေနဲ့ရှိနေတဲ့4580ရဲ့အထက်ကို daily attack နဲ့ဖောက်ပေးပြီးတော့မှနိုင်ခဲ့မယ်ဆိုရင်တော့အတက်အားတာနိုင်မဲ့အနေအထားလေးရှိပါတယ်ရှင်းဆိုတော့ဒီနောက်တစ်ပတ်မှာကမ္ဘာရွှေဈေးအနေနဲ့ဒီ site way ပြင်းနေတဲ့4580နဲ့4550စုံကိုပဲအဓိကစောင့်ကြည့်စေချင်ပါတယ်4550ကတော့အကြအဟန်တာအနေနဲ့ရှိနေတဲ့ level ဖြစ်ပါတယ်ဒီ4550ရဲ့အောက်ကသာအကြကန်တဲ့ daily ရပိတ်နိုင်ခဲ့မယ်ဆိုရင်တော့နောက်တစ်ပတ်မှာကမ္ဘာရွှေဈေးအကြပြန်ပြီးတော့မှအားကောင်းနိုင်မဲ့အနေအထားလေးရှိပါရဲ့ရှင်ဆိုတော့ daily ရပေါ့နော်ကမ္ဘာရွှေဈေးအနေနဲ့ဘယ်ဈေးတွေကိုပိတ်မလဲဆိုတာကိုတခြားလေးစောင့်ကြည့်ပြီးတော့မှဒါတရက်တာအဝယ်ရောင်းလေးတွေကိုလိုက်ပြီးတော့မှပြုလုပ်စေချင်ပါတယ်အခုလာမယ့်တစ်ပတ်ကဂျွန်လရပထမဆုံးရက်သက်တစ်ပတ်ဖြစ်တာဖြစ်တဲ့အတွက်ကမ္ဘာရွှေဈေးအတက်ကျကျန်းနိုင်တဲ့အပြင်ဒါဒီဈေးကွက်အတွက်စောင့်ကြည့်ရမယ့်ဈေးတွေတိုင်းလည်းအများကြီးရှိပါတယ်တနင်္လာနေ့နဲ့တောက်ကြနေ့ဒီနေ့တိုင်းမှာစောင့်ကြည့်ရမယ့်ဈေးတွေတိုင်းရှိပါတယ်ရှင်အရေးကြီးတဲ့သတင်းဒေတာတွေနဲ့ကတော့နံပါတ်ပေးလို့သတင်းဒေတာပေါ့နော်ဒီလာမယ့်တစ်ပတ်တောက်ကြနေ့မှာထွက်ဖို့ရှိတယ်ဆိုတော့နောက်တစ်ပတ်မှာကမ္ဘာရွှေရောင်းဝယ်လုပ်မဲ့သူတွေနဲ့ကတော့ဤပညာပိုင်းရောသတင်းအချက်လက်တွေရောပါတခြားလေးစောင့်ကြည့်ပြီးတော့မှအဝယ်ရပြုလုပ်ရမှာဖြစ်ပါတယ်ရှင်ရွှေဈေးကွက်ကပြီးခဲ့တဲ့ဘက်တွေက site way ပြေးခဲ့တဲ့အခြေအနေတွေအကြောင်းရောဒီတစ်ပတ်မှာသတင်းဒေတာတွေများတာအတွက်ကြောင့်ရောဒါအလောက်ခက်တွေကျန်းနိုင်တယ်ဆိုတော့order ဝင်ငင်တိုင်းမှာ risk management တွေချိန်မှာ TPS စံတစ်ခါရထားပြီးတော့မှအဝယ်ရပြုလုပ်စေချင်ပါတယ်ရှင်ဆိုတော့ဒီတစ်ပတ်မှာလည်းရောင်းမဝယ်မှာနေကင်းပြီးတော့မှ profit တွေရကြပါစေเนาะဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်